မင်္ဂလာပါ Music Guy page ကိုအစဉ်တစ်ဆက်အားပေးနေတဲ့ဂီတချစ်သူတွေမင်္ဂလာပါဗျာဒီနေ့ကတော့ကျွန်တော်က piano နဲ့ပတ်သက်တဲ့ rhythm တချို့ကိုအကြံဉာဏ်ပြုချင်ပါတယ်ဆိုတော့ကျွန်တော်တို့က slow beat လေးတွေတီးတယ်ဆိုရင်အရန်ကို feeling လေးနဲ့ပေါ့နော်စီးမျောပြီးမှတီးလို့ရတယ်တနည်းအားဖြင့်စားရဖြစ်ပေါ့နော်အရန်ကိုလူကြိုက်လဲများတယ်ပေါ့နော်ဥပမာစားရဖြစ်ပေါ့နော်တော်တော်လေးလဲတီးလို့ကောင်းတယ်နောက်ထပ်တစ်ခုအနေနဲ့အဲ့ music ကြီးပဲအများအားတီးတဲ့ပုံစံမျိုးဖြစ်နေတယ်ဆိုရင်ပတ်တမ်းတစ်မျိုးလေးပြောင်းကြည့်ရင်ရောဘယ်လိုနေမလဲပေါ့ပယ်ဖက်လက်ကအရန်အရေးကြီးပါတယ်ဆိုတော့ကျွန်တော်အခုပြချင်တာတော့ E ကို၄ချက်ပေါ့နော်ခောက်လိုက်တယ် A minor ၄ချက်D minor ၄ချက် G B C ဆိုတော့သူ့ရဲ့အလုပ်က staccato အပြက်တစ်ချက်4 beat မှာ၄ချက်ပုံစံမျိုးပေါ့နော်လေ့ကျင့်ခန်းတချို့တခြားမတူညီတဲ့ music လေးတွေကိုကျွန်တော်တို့လေ့လာတဲ့ပုံစံပြောချင်တာပါ1 2 3 4 1 2 3 4 1 2 3 4ဆိုတော့ညာဖက်လက်ကကျတော့ဘာတီးမလဲဆိုရင်တချို့ melody ပေါ့နော် scale တချို့ကိုတီးပါမယ် Cအဲ့ညမှာဒေါ်ရှက်ပေါ့နော် re do re mi re ရှက်ပေါ့နော်ပြီးတော့ mi la so ရှက်ပေါ့အဲ့နည်းနည်းကျွန်တော်တို့ကဘယ်ဖက်လက်ကပုံမှန်လေး rhythm တီးနေရင်းနဲ့ဒီဖက်ညာဖက်လက်အလုံးကိုထည့်တယ်မတူညီတဲ့ rhythm ပုံစံနဲ့ကျွန်တော်တို့လေ့ကျင့်ခန်းလေးလုပ်တယ်ဆိုရင်တခြား music တွေလည်းကျွန်တော်တို့နားရည်ဝလာမယ်ပြီးတော့ပို့ပြီးမှနည်းနည်းအရသာမတူတဲ့ဟာတွေထိတွေ့ခွင့်ရှိလာမယ်ပေါ့နော်စရဖြင့်ညာဖက်လက်ကတော့အဲ့ဒါလေးတီးလိုက်မယ်ဒီဖက်လက်ကတော့အဲ့လိုလေးတီးနေတယ်ဆိုရင်နည်းနည်းနားထောင်လို့ကောင်းတဲ့ကျွန်တော်တို့ဂီတတစ်ခုကိုကျွန်တော်တို့ပုံမှန်မဟုတ်တဲ့ဟာပေါ့နော်တီးနေကြမဟုတ်တဲ့ဟာလေးတစ်ဖြက်လောက်တီးကြည့်အောင်1 2 3 4ဆိုတော့အဲ့ဒါကိုနည်းနည်း tempo နည်းနည်းလေးတွက်လိုက်မယ်ဆိုရင်ကျွန်တော်နည်းနည်းပေါ့နော်reggae တို့တချို့ဟွာတွေတီးမယ်ဆိုရင်လည်းထိုနည်း၎င်းပါပဲပတ်တန်မှဘယ်ဖက်လက်ကနည်းနည်းလေးပတ်တန်ကိုအာယုံစိုက်ပြီးတော့ဒီ beat ကိုလေ့ကျင့်နေဆိုရင်ကိုယ်ဘေးမှာ rhythm တီးပေးနေသလိုပဲ drum တီးပေးနေသလိုပဲပေါ့နော်ကိုကပို့ပြီးမှ mute ကြွလာမယ်ပေါ့နော်အခုနောက်ထပ်ဥပမာတနည်းအားဖြင့်တခြားပတ်တန်တစ်ခုကျွန်တော်သတိရလာလို့ပါကျွန်တော်ဒီပတ်တန်လေးကိုတီးလိုက်မယ်1 2 3 4 1 2 3ရိုးလေးပဲရိုးရှင်းလေးပဲဒီဘက်ဖက်လက်ကထိုနည်း၎င်းလုပ်လိုက်မယ်3 4 1 2 3 4 1 2 3 4 1 2 3 4 EP ကိုရွေးထားပါတယ်เนาะတနည်းအားဖြင့်အဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက်တီးလိုက်မယ်တော်တော်လေးနားထောင်လို့ကောင်းတယ်เนาะဥပမာပြတာပါเนาะကျွန်တော်တို့က rhythm လေးနဲ့ဒီဘယ်ဖက်လက်နဲ့ညာဖက်လက်တွဲလိုက်တယ်ဆိုတော့သူအရသာမတူညီဘူးเนาะ chord ကင်တာနဲ့မတူဘူးเนาะ chord ကင်တာကဒါအဲ့ဒါတက်ပါဒါကတော့ chord နဲ့ rhythm တီးတာပါเนาะအဲ့ဒါကျတော့တက်ပါအခုကျွန်တော်ပြောနေတာက rhythm ဘယ်ဖက်ကတီးနေညာဖက်လက်ကအလုံးလေးတွေထည့်တာကိုပြောနေတာဖြစ်ပါတယ်စရဖြစ်ပေါ့နော်ကျွန်တော်တို့ကslow လေးတွေတီးတယ်ဆိုတော့လူတိုင်းကတော့ move ရောက်နိုင်တယ်တော်တော်လေးလည်းရောက်နိုင်တယ်ဥပမာ
ပေါ့နော် feel ပြီးမှတီးနိုင်ကြတယ်ဒါပေမဲ့တခြားဒီ drum တွေမပါဘဲနဲ့ဒီတခြား music တွေကိုတီးနိုင်ဖို့ကလည်းကျွန်တော်တို့နည်းနည်းပါးပါးတခြားကိုတီးနေကြအထက်ကနေထွက်ပြီးမှလေ့လာကြည့်တယ်ဆိုရင်ပေါ့နော်ကိုတက်လည်းအကျိုးရှိမှာဖြစ်ပါတယ်ဆိုတော့ဘယ်ဖက်လက်ကကျွန်တော်တို့ rhythm များတီးနိုင်အောင်စူးစမ်းရမှာဖြစ်ပါတယ် music guide ကိုအစဉ်ဆက်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် piano လေ့လာနေတဲ့တငယ်ချင်းတွေကိုလည်း like and share နဲ့ကူညီပေးကြပါကျေးဇူးတင်ပါတယ်